အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Facebook password မေ့နေရင်ပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ကကိုယ်ကဲတာမှမဟုတ်ရင်ခလုံးထဲကိုဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ခလုံးထဲကိုဝင်လိုက်ပါမယ်ခလုံးထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ညာဘက်အပေါ်ဆုံးတောက်မှာရှိတဲ့အဆက်ပြောက်လေး၃ပြောက်ထဲကိုဝင်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီတိုင်းလေးကြာလာရင်အောက်ဆုံးကနေစရမယ်ဆိုရင်ဒုတိယနေရာမှာရှိတဲ့ဒီ setting ဆိုတာလေးတွေကိုဝင်ပေးရမယ်ဗျဟုတ်ကဲ့ setting နဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီလိုလေးတွေထွက်လာမှာပေါ့နော်ဒီ Google Password Manager ဆိုတာလေးကိုရှာပြီးတော့ကျွန်တော်တို့အဲ့ဒီကိုဝင်ပေးရမှာဖြစ်ပါတယ်ခုကျွန်တော်4000 white ပြထားတဲ့နေရာလေးပါဒီမှာဆိုရင်ကျွန်တော်တို့Facebook password ကြည့်မှာဆိုရင်ကျွန်တော်တို့ဒီမှာ Facebook ဆိုတာလေးပေါ့နော်ဟုတ်ကဲ့ဒီနေရာလေးကိုဝင်ပေးရမှာပါဗျဒါကျွန်တော်တို့ရဲ့security password ပေါ့နော်ကျွန်တော်တို့ lost security password ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဖွင့်ထားတဲ့Facebook account ရဲ့ password တွေပေါ့နော်ဒီတိုင်းထွက်လာမှာဖြစ်ပါတယ်ဗျ Gmail နဲ့ password တွေဒီမျက်လုံးပုံလေးကိုကျွန်တော်တို့ကနှိပ်ပြီးတော့ကိုယ့်ရဲ့ password ကိုကြည့်လို့ရပါတယ်ဒီလိုလေးကြည့်ပေးလို့ရပါတယ်ဗျဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးခဲ့တာတော့Facebook password မေ့နေရင်ပေါ့နော်အလွယ်ကူဆုံးပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်